Hello Sky ဒီနေ့တော့ကျွန်တော်အသေးသွားလို့ရဲ့ဗီဒီယိုလေးပါကျွန်တော်ပုံမှန်လူနေကြသွေးလူရှင်ဌာနကကျွန်တော်ဦးဒီနေ့ပဲပေါက်ဆက်ပါတယ်အရေးကြီးသွေးလို့ဆိုပြီးတော့ကျွန်တော်နေတဲ့ခင်မှာပဲအရေးကြီးသုံးပြန်တဲ့ဆေးရုံသွားခဲ့ရပါတယ်ဘယ်တော့အမြင်တကောက်လိုက်တဲ့ကျွန်တော်ရဲ့အမျိုးသမီးလေးလည်းပါပါတယ်ဆေးရုံရောက်ပြီဆိုတော့ကျွန်တော်တို့သွေးလူတဲ့ပထမတက်ကိုကျွန်တော်တို့သွားပါမယ်ခင်ဗျာသွေးလူရဲ့နေရာရောက်ပြီဆိုတော့ကျွန်တော်တို့ပဲသွေးကားတွေလူတွေအများကြီးပါလူပေါ်တဲ့ပထမဆုံးကျွန်တော်ရဲ့ဒီပုံစံကိုအရင်ဆုံးတိုင်းပါတယ်။ဒီချိန်ပြရတယ်ကျွန်တော်ရဲ့သွေးကိုစပါတယ်။ဒီစစ်ပြီးဆိုတော့ကျွန်တော်သွေးလူအတွက်အဆင်သင့်ဖြစ်နေပါပြီခင်ဗျာ။ကျွန်တော်ကဒီတစ်ခေါက်နဲ့ဆိုသွေးလူတာ12ချိန်လောက်ရှိနေပါပြီခင်ဗျာ။ကျွန်တော်သွေးရလည်းအရန်ကောင်းတော့ကြောက်ဘယ်လောက်မှမကြပါဘူးသွေးပေါက်တာ5မိနစ်လောက်ပဲကြာပါတယ်ကျွန်တော်သွေးပြီးပြေသွားပါတယ်ခင်ဗျာ။ဒါကတော့ကျွန်တော်သွေးထပ်ပေါက်ပြီးခြင်းပဲထားထိုင်လို့ကျွန်တော်ကို NASCAR ပြန်ပြီးတော့တင်ခိုင်းတာပဲဖြစ်ပါတယ်7မိနစ်လေးပါဦးနဲ့ကျွန်တော်ပါတယ်သွေးလူပြီးခြင်းချက်ချင်းတမ်းထားရပါဦးဝေးပြီးတော့လက်တက်လို့ပါဒါကတော့ကျွန်တော်တို့စီရောတိုက်တဲ့ရှန်လေးတောက်ခဲ့ပါတယ်ခင်ဗျာသွေးလူထားတဲ့စာအုပ်ကအမှတ်တမ်းပြသွားပြီဆိုတော့စာအုပ်လေးတက်ထုတ်ပေးပါတယ်ဒီနေ့တော့သွေးလူပြီးတော့ပြီဆိုတော့ bye bye see you next video